လုံးစရာရှိရာတွေကိုခေါင်းထဲကခဏဖယ်ထုတ်ထားလိုက်ပါရိုးရိုးသားသားဝန်ခံရမယ်ဆိုရင်ဒီနည်းကိုကျင့်သုံးဖို့အတော်လေးခက်ပါတယ်ဒါပေမဲ့စူးစမ်းလုပ်ကြည့်မယ်ဆိုရင်တော့ကျိုးပန်းရကျိုးနဲ့စီမဲ့အကျိုးရှိတာကိုတွေ့ရပါမယ်ဒါလေးတစ်ခုကိုသင်သတိထားမိခြင်းမှာသတိထားမိပါမယ်အဲ့ဒါကအိမ်မှာဘာမှလုပ်စရာမရှိရင်သို့မဟုတ်လုပ်စရာနည်းနည်းလေးပဲရှိရင်အဲ့ဒီနေ့ဟာပျော်စရာကောင်းတဲ့နေ့ဖြစ်ပါမယ်အဲ့ဒီလိုဘာကြောင့်ဖြစ်ရသလဲအိမ်မှာလုပ်စရာအစီအစဉ်တွေရှိနေရင်အဲ့ဒါတွေဟာခေါင်းထဲမှာရောက်နေလို့ခေါင်းရှုံနေပါမယ်နောက်ပြီးအဲ့ဒီအစီအစဉ်တွေအားလုံးကိုပြီးစီးအောင်လုပ်နိုင်ပါမလားဆိုပြီးစိတ်ပူပန်နေမယ်အဲ့ဒါတွေကိုပြီးအောင်လုပ်ဖို့ခက်တယ်ဆိုပြီးစိတ်ထဲမှာဒေါသဖြစ်နေမယ်ဒီတော့လုပ်စရာအစီအစဉ်တွေမရှိရင်အဲ့ဒီခံစားချက်တွေမဖြစ်လာလို့သင်ပျော်နေပါမယ်ဒါကြောင့်အဲ့ဒီနေ့ဟာသင်အတွက်ပျော်စရာကောင်းတဲ့နေ့ဖြစ်မယ်လို့ပြောခဲ့တာပါဒီနေရာမှာကြုံလို့တစ်ခုပြောပြချင်ပါတယ်အိမ်မှာကလေးတွေရှိနေရင်ကလေးတွေနဲ့ပတ်သက်တဲ့အစီအစဉ်တွေချမှတ်ထားဖို့အလွန်ခက်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ဘယ်အချိန်မှာမလုပ်မယ်ဆိုတာကိုခံမှန်းမရလို့ပါ။သူတို့ဘယ်အချိန်မှာအစာတောင်းမယ်ဘယ်အချိန်မှာငိုမယ်ဆိုတာကိုကြိုတင်မသိနိုင်ပါဘူး။ဒီတော့သူတို့အဲ့ဒီလိုဖြစ်လာတဲ့အခါကျမှကြုံသလိုအလိုက်သင်ဖြည့်ရှင်းပေးရပါတယ်။အဲ့ဒီလိုပါပဲ။သင်လည်းလုပ်စရာအစီအစဉ်တွေကိုကြိုတင်မစင်စားပဲခဏပေးဖယ်ထားလိုက်ပါ။ဘာကြောင့်လဲဆိုတော့ကြိုတင်စဉ်းစားထားပြီးမလုပ်နိုင်ရင်စိတ်တော့ကရောက်ရပါမယ်။ခဏပေးဖယ်ထားလိုက်ခြင်းကြောင့်စိတ်တော့ကရောက်မှုကင်းဝေးသွားပါမယ်။လုပ်ဖို့အခွင့်အခါကြုံလာမှာကိုစောင့်နေလိုက်ပါ။ဥပမာတစ်ခုပြောရရင်ဒီလိုပါ။လုပ်စရာအလုပ်၃ခုရှိနေတယ်။အဲ့ဒါတွေကလူ၃ယောက်စီကိုတယ်လီဖုန်းဆက်ဖို့ရှိနေတယ်။ကားပြတ်နေလို့ကားကိုဝက်ရှော့ပို့ရမယ်။ကုံစုံဆိုင်သွားပြီးဇနီးမှာထားတဲ့ပစ္စည်းတွေသွားဝယ်ရမယ်။သင်ဟာအဲ့ဒီအလုပ်တွေကိုလုပ်ဖို့အချိန်မရှိဘူးလို့စိတ်ပြက်လက်ပြက်ဖြစ်နေမယ်အစားစိတ်ကိုလျှော့ထားပြီးသိခံနေလိုက်ပါ။ခေါင်းထဲမှာအဲ့ဒီအလုပ်တွေလုပ်ရမယ်ဆိုတဲ့အတွေ့ဝင်မနေပါစေနဲ့။ပြီးရင်အခုချိန်မှာဘာလုပ်ရမလဲဆိုတာကိုစဉ်းစားလိုက်ပါ။ဒါဆိုရင်အရင်ဆုံးဘာလုပ်သင့်လဲဆိုတာကိုခေါင်းထဲပေါ်လာပါမယ်။အဲ့ဒါကိုပြီးအောင်လုပ်လိုက်မယ်။ပြီးသွားပြီဆိုရင်နောက်လုပ်စရာအလုပ်တစ်ခုခေါင်းထဲပေါ်လာပြန်မယ်။အဲ့ဒါကိုလည်းလုပ်လိုက်မယ်။အလုပ်တွေကိုတစ်ခုပြီးတစ်ခုလုပ်သွားရင်းနဲ့နောက်ဆုံးတော့လုပ်စရာတွေအားလုံးကိုလုပ်ပြီးသွားတယ်ဆိုတာကိုအံ့ဩဖွယ်တွေ့ရပါလိမ့်မယ်။ဒါကြောင့်ဒီဇိုင်းအစာပိုင်းမှာဒီနည်းဟာလုပ်ဖို့အတော်လေးခက်တယ်လို့ရေးပြခဲ့တာပါ။ခေါင်းထဲမှာပေါ်လာတဲ့လုပ်စရာအစီအစဉ်တွေကိုမစင်စားပဲခဏပေးပယ်ထားဖို့စိတ်ကိုအတော်ကြီးချုပ်တီးထားရလို့ခက်တယ်လို့ပြောတာပါ။ဒါပေမဲ့အဲ့ဒါကိုတဖြည်းဖြည်းလေ့ကျင့်သွားလုပ်သွားရင်တော့စိတ်ချမ်းသာမယ်။စိတ်မများပဲအလုံးလုံးရလို့အလုပ်ကိုပိုကောင်းလုပ်လာနိုင်တယ်ဆိုတဲ့အကျိုးတွေကိုလက်တွေ့ခံစားရပါလိမ့်မယ်။အိမ်ကိုချစ်ချင်းမြတ်တာနဲ့ထုံဝန်းပါကျွန်တော်တို့ဘဝဟာစိတ်နှောက်ယှက်ဖြစ်စရာတွေပြဿနာတွေကြောင့်စိုးရိမ်ပူပန်မှုတွေနဲ့ပြည့်နေနေတတ်ပါတယ်။အဲ့ဒါတွေဟာအပြတ်သဘောတွေဖြစ်လို့အပြူသဘောဖြစ်တဲ့ချစ်ချင်းမြတ်တာနဲ့တုံ့ပြန်ပေးဖို့လိုပါတယ်။ကျွန်တော်နဲ့ဇနီးခရစ်တို့ဟာအိမ်ကိုချစ်ချင်းမြတ်တာတငင်တာတွေနဲ့ဖြည့်ထားကြပါတယ်။အဲ့ဒီလိုလုပ်တာဟာမခက်ခဲသလိုငွေကုန်ကြေးကြလည်းမများဘူးဆိုတာကိုသိခဲ့ကြပါတယ်။ဒါဆိုရင်ချစ်ချင်းမြတ်တာတငင်တာဆိုတာဘာလဲလို့သိချင်ကြမှာပါ။အမှန်ကအဲ့ဒါတွေဟာထူးခြားဆန်းကျယ်တာတွေမဟုတ်ကြပါဘူး။လှပတဲ့ပစ္စည်းလေးတွေနှလုံးသားမှာဆွညှိစေနိုင်တဲ့အရာလေးတွေအမှုပညာလက်ရာလေးတွေစိတ်ကူးရင်စရာလေးတွေသို့မဟုတ်ပေါ့ပေါ့ပါပါအရာလေးတွေစတဲ့ချစ်ချင်းမြတ်တာကျင်နာမှုတိမ်မွေ့နူးညံ့ခြင်းဂရုဏာတရားစတာတွေကိုသတိရစေမယ့်အရာလေးတွေပါကလေးတွေရေးဆွဲထားတဲ့ပုံလေးတွေလက်လက်ဆက်ဆက်ခူးဆွတ်ထားတဲ့ပန်းပွင့်လေးတွေနေရင်ပေါ်မှာချိတ်ဆဲထားတဲ့ကြပြသို့မဟုတ်အသွေးမြင်စားလေးတွေကော်ပီဇွဲပေါ်မှာတင်ထားတဲ့ဘာသာရေးနဲ့ချစ်ချင်းမြတ်တာအကြောင်းရေးထားတဲ့စာအုပ်တွေရှင်းရသူတွေရဲ့ဓာတ်ပုံလေးတွေစားသဖြင့်တွေလည်းဖြစ်နိုင်ကြပါတယ်ကျွန်တော်မိတ်ဆွေအမျိုးသမီးတယောက်ကတော့စိတ်တက်အောင်လှုံ့ဆော်ပေးတဲ့စာသားလေးတွေကိုစာရွက်ပေါ်မှာလေးလှလှနဲ့ကူးရေးပြီး
စာရွက်ကိုနေတိုင်းမြင်တွေ့နိုင်အောင်ရေခဲသက်တာမှာကတ်ထားပါတယ်။တချို့ကြတော့လည်းရင်ထဲမှာဆွညှိစေမဲ့စာလေးတွေကိုအိမ်ခန်းနဲ့အိမ်ခန်းနေရာနေမှာကတ်ထားတတ်ကြတယ်။ဒီလောက်ဆိုရင်ချစ်ချင်းမြတ်တာတငယ်သားဆိုတာကိုသဘောပေါက်နားလည်ပြီလို့ထင်ပါတယ်။ဟောလိဝုဒ်ရုပ်ရှင်လောကကနာမည်ကြီးလို့ရှင်တော့ Steve Martin ဟာတညမှာပြဇက်ကရင်ဘင်ဂျိုတီးပြီးဆိုတချင်းဆိုပြတယ်။အဲ့ဒီလိုလုံးနေချိန်မှာသူ့ကိုယ်သူစိတ်မချမ်းသာအောင်လုပ်လို့မရဘူးလို့ပြောပါတယ်။အဲ့ဒါဘာကြောင့်လဲဆိုတော့ဘင်ဂျိုတန်ဟာမြူးကြွလွန်လို့လူကိုပြောစေတယ်။စိတ်တက်ကြွစေတယ်။ဒါကြောင့်စိတ်မချမ်းသာစေရမကောင်းမြင်တဲ့အတွေ့စားရတွေဟာသူ့ကောင်းတဲ့ကိုဝင်လာလို့မရဘူး။စိတ်မချမ်းသာတာကိုခံစားလို့မရဘူးလို့ပြောပြတယ်။ထို့နည်းတူပါပဲ။တင်းရင်ကိုချစ်ချင်းမြတ်တာတငယ်တာတွေနဲ့ပြည့်နှက်အောင်ဖြည့်ထားပေးရင်အိမ်မှာနေတဲ့လူတွေဟာချစ်ချင်းမြတ်တာစိတ်နဲ့ပြည့်နေကြမယ်။ဒါဆိုရင်သူတို့ဟာစိတ်ဆိုးဒေါသထွက်ခြင်းစိုးရိမ်ပူပန်ခြင်းစိတ်ဆင်းရဲခြင်းစတဲ့စိတ်ပိုင်းဆိုင်ရာနှောက်ယှက်တွေနဲ့လုံးဝကင်းဝေးနေမယ်လို့မဆိုနိုင်ပေမဲ့အဲ့ဒီနှောက်ယှက်တွေရဖို့အခွင့်အလမ်းနေပါပါတယ်။အကြောင်းကသိရင်ထဲမှာကြည့်လိုက်ရင်နေရာတကာမှာချစ်ချင်းမြတ်တာတငယ်တာတွေနဲ့အလှပတွေကိုပဲမြင်တွေ့နေရမှာဖြစ်လို့ပါကျွန်တော်တို့အိမ်မှာမိသားစုမိတ်ဆွေဝိညာဉ်ရေးဆိုင်ရာပုံကိုယ်တွေရဲ့ဓာတ်ပုံတွေကိုနေရန်တွေမှာချိတ်ဆွဲထားပါတယ်အဲ့ဒါတွေကိုဖုံခါပေးတာနေရာပြောင်းရွှေ့ချိတ်တာနောက်ဆုံးရပုံတွေနဲ့လဲလှယ်ပေးတာစတာတွေကိုမှန်မှန်လုပ်ပေးပါတယ်နောက်ပြီးချစ်ချင်းမြတ်တာအကြောင်းဖော်ကျူးရေးထားတဲ့စာအုပ်တွေကိုအခန်းတိုင်းကဇပွဲတွေပေါ်မှာတင်ထားပေးပါတယ်ပြီးတော့ကျွန်တော်ရဲ့ငယ်ရွယ်ကြသေးတဲ့သမီးလေး2ယောက်ရေးဆွဲထားတဲ့ပုံတွေကိုလည်းအခန်းတွေထဲမှာချိတ်ဆွဲထားတယ်။တိမ်မှာကလေးငယ်မရှိလဲအိမ်ကြီးချင်းနေစီကသူတို့ရဲ့ကလေးတွေရေးဆွဲထားတဲ့ပုံတွေကပိုရာတွေကိုမျှဝေပေးဖို့မေတ္တာရက်ခံတောင်းကြည့်ပါ။သူတို့လည်းသူတို့ကလေးတွေဆွဲထားတဲ့ပုံလေးတွေကိုလူလူလားလားဂုဏ်ယူစွာပေးကြမှာသိကြပါတယ်။ကလေးတွေရေးဆွဲထားတဲ့ပုံလေးတွေကိုကြည့်ရခြင်းဟာစိတ်အေးချမ်းမှုရစေပြီးအဲ့ဒီမှာချစ်ချင်းမြတ်တာကိုရှာတွေ့မှာဖြစ်ပါတယ်။ဒါကြောင့်လည်းကျွန်တော်အိမ်မှာသမီးတွေနဲ့သူတို့ရဲ့တငယ်ချင်းတွေရေးဆွဲထားကြတဲ့ပုံတွေအများကြီးကိုတွေ့ရမှာဖြစ်ပါတယ်။နေရာမှာချိတ်ဖို့နေရာမရှိလို့ဇပွဲတွေပေါ်မှာတင်ထားပါတယ်။ကျွန်တော်နဲ့ခရစ်ဟာအဲ့ဒီပုံလေးတွေကိုမပြည့်ရကြဘူး။တခါတလေသမီးတွေဟာအိမ်ဝင်းထဲမှာစိုက်ထားတဲ့ပန်းပင်လေးတွေကပန်းဝင်လေးတွေကိုခူးလာပြီးအိမ်ထဲကပန်းအုံးမှာထိုးထားကြတယ်။အဲ့ဒါလည်းချစ်ချင်းမြတ်တာတငယ်တာတွေပါပဲ။ချစ်ချင်းမြတ်တာတငယ်တာနေကိုအကောင့်ထဲပေါ်ဖို့တိကျတဲ့နီလန်းမရှိပါဘူး။မိမိရဲ့စိတ်ကူးပေါ်မူတည်ပါတယ်။အဓိကချစ်ချင်းမြတ်တာကိုဖော်ပြမဲ့အရာလို့ထင်ရင်အိမ်မှာထားလို့ရပါတယ်။ဒီလိုလုပ်ခြင်းဖြင့်စိတ်ချမ်းသာမှုရမယ်ဆိုရင်တိမ်လောက်တာမှန်တယ်လို့ပြောနိုင်ပါတယ်။ဒီနည်းကိုလုပ်လို့အစိုးဘက်မကောင်းတဲ့ဘက်ရောက်တယ်လို့မဖြစ်နိုင်ပါဘူး။ဒါကြောင့်ယနေ့ခါစပြီးတင်းအိမ်မှာချစ်ချင်းမြတ်တာတငယ်တာတွေနဲ့ပြေအောင်ဖြည့်ထားလိုက်ပါ။ဒါဆိုရင်တင်းအိမ်ထဲဝင်လိုက်တာအဲ့ဒီလိုလုပ်ခဲ့မိတဲ့အတွက်ကျေးဇူးတင်နေပါလိမ့်မယ်။ဆရာပေါ်သိမ့်ဖေရဲ့မိသားစုအတွက်သေးဖွဲလေးနဲ့ဆင်ញင်နေပါနဲ့စာအုပ်မှာဖြစ်ပါတယ်။ဖပြတော်ရတော့ကျွန်တော်တန်တယ်ပဲဖြစ်ပါတယ်။